ချိန်လုံးကလှပတဲ့တောင်တန်းတွေနဲ့ဆက်ဆက်နေတဲ့တောတန်းလေးပြီးမှလွင်ပြင်စကြက်မြေအကျယ်ကြီးရှိတဲ့ကွယ်အဲ့ဒီလွင်ပြင်စကြက်မြေမှာတိုးချောင်းသားလေးကသူ့ရဲ့တိုးတွေကိုလာရောက်ထင်းချောင်းလေးရှိပါတယ်တရက်မှာတော့ဝင်းပလွေတကောင်သည်တောင်ခြေစကြက်တွင်အစာစားနေသောတိုးအုပ်ကိုတွေ့လေသောအခါတိုးများကိုဖမ်း၍စားလိုစိတ်ပြင်းပြလာပြီးထိုတိုးများကိုစားနိုင်ရန်အတွက်အကြံအစီထုတ်လေတော့သည်ဟာဟိုမှာတိုးတွေအုပ်လိုက်ကြည့်ပါလားအတော်စုဖြိုးတာပဲစားလိုက်ရရင်တော့အရသာရှိနေမှာပဲဟမ်တိုးကြောင်သားလဲပါပါလားဒီချိန်တွားလိုက်ရင်တော့တိုးသားမစားရခင်ငါရင်လုံးဖမ်းခံနေရမှာစဉ်းစားစမ်းဒီတိုးတွေကိုစားရဖို့ငါဘာလုပ်ရင်ကောင်းမလဲဟာဟုတ်ပြီငါခန္ဓာကိုယ်မှာတိုးရီကိုခြုံတိုးရောင်ဆောင်ပြီးတိုးအုပ်ထဲကိုဝင်နေလိုက်မယ်ပြီးရင်တိုးကြောင်သားလက်တဲ့အခါမှာတနေ့ကိုတကောင်ဖမ်းပြီးစားပြစ်မယ်ဒါဆိုရင်နေတိုင်းတိုးသားလဲစားရမယ်ငါအတွက်လည်းအန္တရာယ်ကင်းမယ်ဟုတ်ပြီဒီကြံစီတိုင်းပဲလုပ်မယ်ဝင်းပလွေသည်ကြံစီထားသည့်တိုင်သူ၏ခန္ဓာကိုယ်ပေါ်တွင်တိုးရည်ကိုခြုံလွှမ်း၍တိုးအုပ်ထဲသို့ဝင်သွားပြီးတိုးကဲ့သို့ဟန်ဆောင်ကနေလေတော့သည်ထိုနည်းတိုင်းတိုးများကိုနေ့စဉ်တကောင်လုံးဖြင့်ဖမ်း၍စားတောက်လေ၏ဤသို့ဖြင့်ရန်နှင်းငယ်ခန့်ကုံဆုံးသွားပြီးနောက်တိုးချောင်းသားသည်ဟန်ဆောင်ထားသောဝင်ပလွေကိုတတိမမူမိတော်လဲနေ့စဉ်တိုးများပျောက်ဆုံးနေသည်ကိုတတိထားမိလာလေ၏ငါထိန်းချောင်းနေတဲ့တိုးတွေကအရင်ကအကောင်90ကျော်ရှိပါတယ်ခုကျတော့45ကောင်ပဲရှိတော့ပါလား5ကောင်တော့ပျောက်နေတာပေါ့ငါလည်းတေချာထိန်းချောင်းပါတယ်ဘလို့ဖြစ်လို့ပျောက်နေရတာဒါဆိုတခိုးရှိနေပြီထင်တယ်ဒီတိုင်းနေလို့တော့မရဘူးဒီတခိုးကိုဖမ်းမှဖြစ်မယ်ဖမ်းမိလို့ကတော့ဒင်းကိုပိုက်ကောင်နဲ့ပြစ်ပြီးတစ်ပင်မှာဆွဲထားအောင်ပါနေနဲ့အောင်မတခိုးရမိမိ၏တိုးများကိုခိုးယူနေသူအားမိအောင်ဆောင်ဖမ်းမည်ဟုဆုံးဖြတ်လိုက်ပြီးခိုးသူကိုမိလျင်ပိုက်ကုံကျိုးဝင်းပြည့်၍တစ်ပင်၌ဆွဲထားလိုက်မည်ဟုကြုံဝါလေ၏တိုးချောင်းသားကတတိကြီးစွာထားအပြီးစောင့်ဖမ်းတော်လဲလာရောက်ခိုးယူသူအားမတွေ့ရပါပဲတိုးများမှာတနေ့ကိုတကောင်စီထပ်မံပျောက်ဆုံးနေလေသည်ထိုအခါတိုးချောင်းသားသည်တိုးအုပ်တွင်းသို့ဝင်၍နေရောညပါစောင့်ရှောက်လေ၏တနေ့တွင်တိုးအုပ်ထဲမှတိုးတကောင်သည်မျက်ကိုလည်းမစားအခြားတိုးများကဲ့သို့လှုပ်ရှားခြင်းမပြုသည်ကိုအကဲခတ်မိသောအခါဟမ်ဒီတိုးကမျက်လည်းမစားပါလားနောက်ပြီးတခြားကောင်တွေလို့လှုပ်ရှားရှားလည်းမရှိပဲငြိမ်နေပါလားမတင်ကားစရာပဲဒီကနေ့ဒီကောင်ကတိုးမဖြစ်နိုင်တော့ဘူးဟာဟုတ်တယ်တိုးရီကိုအပေါ်ကနေခြုံလာတာပါလားမှန်စမ်းဘာကောင်းလဲဟာဝင်မလို့ပါလားဩဒါကြောင့်ငါတိုးရီပျောက်နေတယ်ဆိုတာဒင်းလက်ချက်ကိုငါနဲ့တွေ့ပြီပေါ့အယောင်ဆောင်တခိုးရကဲလာလေရော့ကွာရန်သူကိုတွေ့ပြီးတိုးချောင်းသားသည်ဝင်းပလွေကိုပိုက်ကွန်ကျိုးဝင်းပြည့်၍ဖမ်းလိုက်လေသည်ထိုနောက်တွင်တစ်ပင်၌တွဲလောင်းချီ၍ဆွဲထားလိုက်လေ၏ထိုအချိန်တွင်အခြားတိုးချောင်းသားတို့ရောက်ရှိလာပြီးတစ်ပင်တွင်တွဲလောင်းချီထားသောတိုးတစ်ကောင်ကိုတွေ့မြင်ရသဖြင့်ဤတိုးကိုအဘယ်ကြောင့်ပိုက်ကွန်ကျိုးဖြင့်ချီနှောင်ချိတ်ဆွဲထားပါသနည်းဟုမေးလေသောအခါတိုးချောင်းသားကဤကောင်သည်တိုးမဟုတ်ပါတိုးရီခြုံထားသောဝင်းပလွေသာဖြစ်သည်ဟုပြန်လည်ဖြေဆိုလိုက်ပါသည်ထိုအခါအခြားတိုးချောင်းသားကမိတ်ဆွေဟန်ဆောင်သူသည်ကြောက်စရာအကောင်းဆုံးရန်သူဖြစ်သည်ဟုမှတ်ချက်ချလိုက်လေတော့သည်ဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့လောကကြီးမှာမိတ်ဆွေဟန်ဆောင်ပြီးဒုက္ခပေးတတ်တဲ့ရန်သူတွေဟာကြောက်စရာအကောင်းဆုံးဆိုတာပါပဲတာတာမီမီတို့လည်း
သင်ခန်းစာယူနိုင်ကြပါစေကွယ်။